ခေါင်းရတရမီအားလုံးမင်္ဂလာပါချစ်သူကြောင့်ပေါ့နော်အိမ်တောင်ဘက်ကြောင့်ကျွန်တော်တို့အောင်မြင်မဲ့လက္ခဏာမျိုးစားကိုပြောပြပေးမှာပဲဖြစ်ပါတယ်ခေါင်းရတရမီအနေနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပေးကြပါအောင် share ပေးကြပါအောင်လို့ခေါင်းရတရမီအနေနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပေးတာတွေ share ပေးတာတွေကကျွန်တော်အတွက်နောက်ထပ်ဗီဒီယိုအသစ်တွေတင်နိုင်ဖို့ခွန်အားတွေဖြစ်စေပါတယ်ပေါ့နော်ခေါင်းရတရမီတွေအနေနဲ့ပေါ့ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ချမ်းသာကြွယ်ဝတဲ့အိမ်တောင်ဘက်ကိုရရှိမဲ့လက္ခဏာမျိုးစားကိုပြောပြပေးမှာပဲဖြစ်ပါတယ်ပေါ့နော်ချီးရေးကြောင့်အောင်မြင်မဲ့လက္ခဏာမျိုးစားကိုပြောပြပေးမှာပဲဖြစ်ပါတယ်ခေါင်းရတရမီတွေဒီလက်ဖွားပြင်ပေါ်မှာအောင်မြင်လမ်းအကြောင်းပေါ့နော်ဒါကတော့တောက်ကြဂျိုကုံပေါ့နော်ဒီလက်မရဲ့အောက်ကိုကျွန်တော်တို့ကတောက်ကြဂျိုကုံလို့ခေါ်တာပေါ့နော်မြင်ရလောက်ဖုန်းနဲ့တွေ့ဒီလက်မရဲ့အောက်ကိုကျွန်တော်တို့ကတောက်ကြဂျိုကုံလို့ခေါ်တာပေါ့နော်ဒီတောက်ကြဂျိုကုံကနေကျွန်တော်တို့အောင်မြင်လမ်းကြောင်းစနေမယ်ဆိုလို့ရှိရင်အောင်မြင်လမ်းကြောင်းကကျွန်တော်လက်တွေစီကိုသွားမှာပေါ့နော်ဒီအောင်မြင်လမ်းကြောင်းကကျွန်တော်တောက်ကြဂျိုကုံနဲ့စပြီးတော့လက်တွေစီကိုသွားမယ်ဆိုလို့ရှိရင်တို့လက္ခဏာအမျိုးအစားပါတဲ့သူဟာချမ်းသာကြွယ်ဝတဲ့အိမ်အောင်ဘက်ကိုရရှိတတ်တယ်ပေါ့နော်ချီးရေးကြအောင်မြင်ကြော်ကြားတာမျိုးတွေကြုံတွေ့ရတတ်တယ်ပေါ့နော်